မတော်တဲ့ဖက်နှက်တွေကိုမဝတ်ကဘူးအဲ့ဒီလိုစကားမျိုးရှိတယ်မဟုတ်လားမတော်တဲ့ဖက်နှက်ကိုမဝတ်ကဘူးမတော်တဲ့အင်ဂျီကိုမဝတ်ရဘူးဆိုတဲ့စကားပုံမျိုးတွေလေငယ်စဉ်ကတော့ဘာကိုဆိုလို့မှန်းမသိခဲ့ဘူးအခုချိန်မှာတဖြည်းဖြည်းနားလည်လာတာကမတော်တဲ့ဖက်နှက်တွေမတော်တဲ့အင်ဂျီတွေဆိုတာလူတွေအတိုင်းဝိုင်းနေရာတွေကိုဆိုလိုခြင်းဖြစ်တာပဲဖက်နှက်လေးတရံမှာတော့ခြောင်နေရင်သွားရလာရအဆင်မပြေသလိုကြက်နေရင်ဖက်နှက်ပေါက်ပြီးအနာတရတွေဖြစ်လိမ့်မယ်ကိုကပေါ့ပေါ့ပါပါပဲစီရတာကြရင်တောက်ဖက်နှက်ကကိုတနေ့တာလုံးမှာစိတ်အနှောက်အယှက်ဖြစ်နေစီမှာအမှန်ပဲတတောင်တတာဖက်နှက်လေးပြောင်းစီလိုက်မှပေါ်ပါသွားတဲ့ခံစားချက်ကိုကြုံမှုကြမှာပါရှင်သန်နေထိုင်နေရင်းနဲ့လည်းဒီလိုပဲကိုနဲ့အဝင်ခွင်ချမဖြစ်တဲ့နေရာတွေမတူညီတဲ့လူတွေကြားမှာနေထိုင်ရရင်ကိုယ့်ရဲ့စိတ်တွေကအစချင်းကျက်လာနိုင်တယ်ခုံမတူညီတဲ့သူတွေဘဝကိုမြင်ပုံမြင်နည်းမတူတဲ့သူတွေဘဝကိုဖြတ်တန်းခြင်းနဲ့ပုံမတူတဲ့သူတွေနဲ့နေရရင်ကိုကအသက်ရှူမချောင်သလိုခံစားလာရလိမ့်မယ်လူတွေမှာရှိတာတွေမတူကြဘူးသူ့မှာဒါရှိပေမဲ့ကို့မှာအဲ့ဒါရှိခြင်းမရှိမှာကိုရီကိုတွေဘဝပိုင်ဆိုင်မှုအကျင့်စရှိသဖြင့်ပဲကိုနဲ့အစစရာကွာခြားတဲ့သူတွေပတ်ဝန်းကျင်တွေကိုရောက်သွားပြီးသူ့မှာရှိတဲ့အရာတွေငါ့မှာမရှိပါလားလို့ထင်လာရင်ကိုပဲအသက်ရှူချက်လာလိမ့်မယ်ဒါကြောင့်ကိုနဲ့မတော်တဲ့ဖက်နှက်တွေမဝတ်ဖို့လိုတယ်ခဏတာအတွက်ဆိုရင်ဖက်နှက်လှလှလေးတွေလိုပေမဲ့ခရီးဝေးအတွက်ကတော့ဖက်နှက်ကတတောင့်တတာရှိမှရမယ်